တာအေးလေးတွေကိုပေါ့ပါလေးနဲ့အေးလေးတွေဝတ်ချင်တဲ့ oversize လေးတွေအတွက် my DTS fashion shop မှာခြိသားအင်ကြီး1 set ကလေးရောက်ထားတယ်ရှင်ဒါလေးတွေကလေကိုယ့်အကိုချုပ်ဝေမယ်ဆိုလို့ရှိရင်တော့ဒါနဲ့တော့ချုပ်ခတောင်မှ2000ကျော်လောက်ပေးရတယ်နော်တကယ်ပြောလို့ပြောတာမဟုတ်ပါပြီးတော့ဒီ quality အမြင့်လန်းကိုကြည့်လိုက် तू ကလေချုပ်သားဆိုကွာလုံးဝကောင်းတယ် तू က quality အရန်ကောင်းတယ်စိုက်ကြတယ်ဝေးရတာလဲတက်တာရှိတယ်အမဆိုအခုဝတ်ထားတာအရန်ကြိုက်တာပဲကွယ်နေရတာတက်တာတော်တော်ရှိတယ် तू ကဒီမှာရင်ဘက်မှာလဲဒီလိုအတွန့်လေးပါတယ်နောက်ကြောလေးမှာလဲအတွန့်လေးပါတယ်နော်အဲ့တော့ဝေးရတာလေခန္ဓာကိုယ်မှာဟိုအမတို့ကတင်းကျပ်တဲ့ခံစားမှုမျိုးမရှိဘူးပဲနဲ့လေပေါ့ပါလွတ်လပ်တဲ့ခံစားမှုမျိုးလေးနဲ့လုံးဝကိုတက်တာလေးနဲ့လှနေမဲ့ဒီဇိုင်းလေးပေါ့နော်ဈေးနှုန်းလေးကလည်း1000ကျော်လေးပဲရှိတယ်ကွယ်ကဲစိုက်ကကြတော့424446ထိကိုဝတ်လို့ရပါတယ်ရှင် DTS fashion shop ကပါရှင်မျိုးပေါင်း200ကျော်ကိုအယောင်ငွေချေစနစ်နဲ့လက်လီလက်ကရောင်းချပေးပါတယ်ရှင်ပစ္စည်းပိုးလေးကတော့အယောင်ငွေချေရပါတယ်ဒလီကာလေးတော့အမတို့ကြိုကောက်ပါတယ်ရှင်အစင်စုံဒီဇိုင်းစုံလေးမို့လို့ကိုလိုချင်တဲ့ဥစ္စာလေးကိုမြန်လေးမှာမရမယ်နော်ဈေးနှုန်းလေးကတော့19000ပါရှင် DTS fashion shop ကပါမြန်မှာမရပါမယ်ရှင်